Hello, hello မင်္ဂလာပါရှင်ဂျပန်ရောက်နေတဲ့ညီမလေးအတွက်ပစွန်စိမ့်တုံနီလေးကိုတုတ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပစွန်လေးကိုကြောယူလေးခွဲပြီးတော့ချီလေးထုတ်ပါမယ်ရှင်အခွန်လေးလည်းခွာမယ်ပေါ့နော်ပစွန်လေးကိုခွန်ခွာပြီးပြီဆိုလို့ရှိရင်ရေလေးကိုတိချပြအောင်လေးစီးပါမယ်ရှင်အထက်အခါလည်းစီးတယ်လို့ရှလကာရီလေးနဲ့လည်းစီးရင်ပိုကောင်းပါတယ်ရှင်နောက်ပြီးလို့ရှိရင်အကုန်စီးပြီးပြီဆိုရင်ရှလကာရီလေးကိုစိမ့်ပြီးတော့ရေကတစ်တာထဲမှာနိုင်ဝက်လောက်စိမ့်ထားပြီးပါနောက်ပြီးရင်တခွားသီးလေးကိုပစွန်အစိမ့်တော့ရဲ့အချင်းလေးနဲ့စားချင်လို့အခုလိုလေးပပလေးလီးပြီးတော့တီးလေးစိတ်ထားပါမယ်ဂျီလေးမရှိလို့ပေါ့နော်ဒီလိုလောက်လေးရပြီဆိုလို့ရှိရင်ရပါပြီတွဲစားဖို့ရာဆက်လက်ရွက်လေးလည်းပါပါတယ်ချင်းလုံးမယ်ဆိုလို့ရှိရင်နန်းပင်ကြက်သွန်ဖြူငရုတ်တီးစိမ့်တို့ကိုရောထောင်းရမှာမယ်ရှင်ဘလန်ဒါလေးရှိရင်ဘလန်ဒါနဲ့ကြည့်ကြပိုကောင်းပါရဲ့နော်အဲ့ဒါမှသာအချင်းရဲ့နှစ်ကကြည်ပြီးတော့ပစွန်စိမ့်တို့ရဲ့ရတာကိုပုံမကောင်းမှုမှာဖြစ်ပါတယ်။အောက်နေပြီလို့ရှိရင်ကြားနတ်စွန်ဟင်းဂျုံမုတ်စာရှာလကာရီတို့ကိုထည့်ပါမယ်ရှင်။စားနိုင်မဲ့အလေးအပင်လေးကိုတေချာလေးထည့်ပေးပါနော်။တမြသီးလေးလေးထည့်ပါမယ်ရှင်။ဒီနေရာမှာတစ်ခုပြောချင်တာကတကြားမများဘူးပါပဲရှင်။တချို့ကြလို့ရှိရင်ငန်းပြားကြီးထည့်ပေါ့နော်တကယ်ကမထည့်ရပါဘူး။အစာပလာတွေကိုပေါင်းပြီးတော့ရောချိတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးအချင်းလေးရပါမယ်ရှင်ဒါဆိုလို့ရှိရင်စလို့ရပြီပေါ့နော်ရေကတစ်တာရဲ့ထဲတဲ့ပစွန်လေးကိုတွားထုတ်ပြီးတော့ plate ဒီလေးလှသွားအောင်လှဆင်ပါမယ်နော်ပစွန်လေးကိုရှာလက်ကာကြီးလေးစိမ့်ထားတဲ့အတွက်နည်းနည်းလေးတော့တောက်နေပေါ့နော်အဲ့အချိန်ကြလို့ရှိရင်ပစွန်လေးကိုကျွတ်လို့ကြောရွခွဲပြီးလို့ရှိရင်စိုင်းပြင်ဆင်လေးရပါပြီအချင်းကြီးလေးကိုပစွန်ကိုပေါ်လေးမှာလူတလောက်လေးထည့်ပြီးပြီဆိုတာနဲ့ဆိုင်နေမှာစီကြည့်ပြီးဝယ်စားရတဲ့ပစွန်စိတ်တုံးလေးရရှိပါပြီရှင့်။နောက်လည်းဟင်းချက်လေးတွေအမြဲတမ်းတင်ပေးမှမလို့ညီမရဲ့ TP လေးကို like and follow လေးလုပ်ထားပေးပါအောင်နော်။ဒီ TP ရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။